Hello ဒီနေ့ခါတော့ဝက်သားကိုပေါ့နော်ပုံမှန်ချစ်စားနေကြတိုင်းမဟုတ်ပဲနဲ့ဗီဒီယိုထဲလိုမျိုးဘီယန်နာနေချစ်စားနေတယ်လို့မျိုးလေးချစ်စားကြည့်ခဲ့ရပေါ့နော်လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဇပက်လင်ရင်စက်တော်နီရင်ငရုတ်သီးစိရင်ငပိယူရေဖြောထားလိုက်ပြီးတော့ဝက်သားလေးကိုမထူမပါလေးလီထားပေးလိုက်ပါတယ်စီပူလာလို့ရှိရင်ဇပက်လင်လေးကိုအရင်ထည့်ပြီးတော့စီသက်ပေးထားလိုက်ပါမယ်ပြီးလို့ရှိရင်စက်တော်နီငရုတ်သီးစိအယောင်သိမ်မုံလေးကိုထည့်ပြီးတော့မှုေးလာတဲ့အထိစီလေးသက်ထားပေးလိုက်ပါမယ်ကျက်တော်နွမ်းလာလို့ရှိရင်စိတ်စားငပိဖြောထားတဲ့ဟာလေးထည့်ပြီးတော့အရသာအတွက်ကတော့တကြားရယ်အရသာမုတ်ရယ်ဗီနီဂါလေးရယ်ထည့်ပေးလိုက်ပါတယ်တကယ်တော့သူဗီဒီယိုထဲမှာတုပ်ပေးထားတာတော့ဒိတ်ချင်းလေးထည့်ပေးတယ်ပေါ့နော်ဒိတ်ချင်းမရှိတဲ့အတွက်ကြောင့်မို့လို့ဗီနီဂါလေးထည့်ပေးလိုက်ပါတယ်နည်းနည်းလေးပေါ့နေတယ်လို့ဖြစ်လို့ခခတော့ငံပြားရည်လေးထည့်ပေးလိုက်ပါတယ်ပြီးဝက်သားလေးထည့်ပြီးတော့ဝက်သားထဲကိုအရသာစိတ်ဝင်တဲ့အထိကိုခဏတည်ထားပေးလိုက်ပါတယ်ပြီးရင်ရေလေးထည့်ပြီးတော့ရေခမ်းတဲ့အထိဆက်တည်ထားပေးလိုက်ပါတယ်ဝက်သားစီတွေအများကြီးထွက်တာမို့လို့စီမကြိုက်တဲ့သူဆိုရင်တော့စီတက်တဲ့အချိန်မှာစီလေးနည်းနည်းလေးနဲ့တတ်ပေးရင်တော့ပိုအဆင်ပြေမယ်လို့ထင်ပါတယ်ကဲပြီပေါ့နော်အရန်ကိုရတာရှိပြီးတော့အရန်စားလို့ကောင်းတယ်ပေါ့နော်ရုပ်ကိုတာကြည့်လိုက်ပါတော့ရှင်ခခကတော့ထမင်းပူပူလေးရေမုံလာဦးချင်းလေးရေဂေါ်ဘီလေးရေနေကိုတွဲစားလိုက်တယ်ပေါ့နော်အားလုံးပဲစားကြပါအောင်အရန်ရတာရှိပြီးတော့အရန်ကောင်းလို့အားလုံးပဲလိုက်လို့စားကြည့်နော်တတ